ဘောပွဲတွေနိုင်အောင်လို့ဘယ်လိုကစားရမလဲအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ဒါဘောလုံးပွဲတွေကနေပြီးတော့အကျိုးမြတ်တွေရှားခြင်းနေဆိုတဲ့ညီကိုတွေအတွက်နီလန်းကောင်းလေးတွေမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဘောလုံးပွဲတွေကိုဒီအချက်၄ချက်ပေါ်မှာအခြေခံပြီးတော့ကစားသင့်ပါတယ်ပထမဆုံးအချက်အနေနဲ့ single ဘက်ပဲဆော့ပါတနေ့ကိုဘော်ဒီတစ်ချောင်းပဲရွေးတနေ့ဘောပွဲတွေကအများကြီးရှိပါတယ်လီအကြီးတွေရောအသေးတွေရောဖလားပွဲတွေရောအစုံနေတာပါပဲတနေ့တပွဲတည်းဆော့ဖို့ဆိုတာဒါပြောရတာတော့လွယ်ပေမဲ့ထင်သလောက်မလွယ်တာတော့ brother တို့လည်းသိပါတယ်ဒီကြားထဲမောင်းတွဲလေးကလည်းပါလိုက်ရမှဆိုတော့ brother တို့ပွဲတွေများများရွေးလေရှုံးဖို့ရခိုင်တော့များလေဖြစ်နေမှာပါဆိုတော့ဘောလုံးပွဲတွေကနေပတ်စံရှာခြင်းနဲ့ဆိုလို့ရှိရင်တနေ့ကိုဘော်ဒီတပွဲပဲဆော့ပါတနေ့ပွဲတွေအများကြီးရှိတဲ့နေရာမှာနိုင်ကြီးရှိတဲ့အသင်းတစ်သင်းနဲ့ကိုရွေးရတာဖြစ်လို့ပြောဖို့ကောင်းပါတယ်ဒုတိယချက်အနေနဲ့ကအရင်3စားရှိမှာပဲဆော့ပါတနေ့တစ်ပွဲကို brother တို့ဒါ 10k ပေါ့1000လောက်မယ်ဆိုလို့ရှိရင်ကိုယ့်စီမှာအရင်အနည်းဆုံး3000လောက်ရှိမှာပဲဆော့ပါအဲ့လောက်ရှိမှဒါ brother တို့ပျော်ပျော်ရွှင်ရွှင်ဆော့လို့ရမှာပါလက်ထဲမှာ1000ပဲရှိတာကို1000ကုန်လောင်းလိုက်မယ်ဒီပွဲနိုင်ရမယ်ဆိုတာမျိုးကကန်ဆိုးပြီးတော့အရှုံးနဲ့တွေ့သွားမယ်ဆိုလို့ရှိရင်တောကတွေနဲ့ပဲကြုံတွေ့သွားနိုင်ပါတယ်တတိယအချက်အနေနဲ့ကိုအားပေးတဲ့အသင်းကိုအတက်နိုင်ဆုံးမလောင်းပါနဲ့ brother တို့စီမှာဒါကိုစီအားပေးတဲ့အသင်းတွေရှိကြမှာပါအတက်နိုင်ဆုံးကိုအားပေးတဲ့အသင်းကိုမလောင်းတာအကောင်းဆုံးပါအသင်းတွေမထားဆိုတာဒါလူတိုင်းလည်းသိပါတယ်ကိုအားပေးတဲ့အသင်းကိုဒါဘာလောဘမှမပါဘဲနဲ့ကြည့်ရတာပျော်ဖို့လည်းကောင်းတယ်လို့စိတ်ချမ်းသာဖို့လည်းကောင်းပါတယ်ရွေးချယ်တဲ့ပွဲတွေမရှိတဲ့ညမှာကိုအသင်းပွဲတစ်ပွဲပဲရှိတာမျိုးအဲ့လိုမျိုးရန်ဖန်ရန်ခါကစားတာမျိုးတော့ကောင်းပါတယ်အသင်းလဲနိုင်ကိုလည်းနိုင်win situation ကပို့ပြီးတော့ပျော်ဖို့ကောင်းပါတယ်ဒါပေမဲ့ရန်ဖန်ရန်ခါပဲကောင်းပါတယ်ပွဲတိုင်းလိုက်မလောင်းပါနဲ့အတက်နိုင်ဆုံးတော့ကိုအားပေးတဲ့အသင်းကိုမလောင်းပါနဲ့စကားမဆက်ကျွန်တော်ဒီရပိုင်းထဲမှာဒါဗီဒီယိုလေးတွေမလုပ်ဖြစ်တာကျမ်းမာရေးကိစ္စလေးကြောင့်ပါ message ကနေပြီးတော့ပွဲတွေတခုတကလာမေးပြီးတော့သတိတရရှိပြီးတဲ့ညီကိုတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ဆုံးချက်ကတော့ဒါ line နဲ့ဖတ်ပြီးတော့မှပဲလောင်းပါကြားလေးရေးကြည့်ပါတယ်တနေ့ပွဲတွေအများကြီးရွှေ့ပါတယ်မနက်ကင်းစတဲ့ကြီးတွေကြည့်တယ်ကျွန်တော်တို့ကြိုက်တယ်လောင်းတော့မယ်အချိန်ကိုကြည့်လိုက်အချိန်ကနေက7နှစ်လောက်ပဲရှိသေးတယ်အဲ့မျိုးကအဆင်မပြေပါဘူးပွဲချိန်နီးမှ line နဲ့ထွက်မှကြေးတက်ကြအပြောင်းလဲတွေဖြစ်တတ်တာဖြစ်လို့အဲ့ဒါတွေကိုစောင့်ကြည့်ပြီးတော့မှပဲလောင်းတာအကောင်းဆုံးပါပွဲမစခင်တနားရီလောက်အလို line နဲ့ထွက်ပြီးတော့မှပဲကစားပါဆိုတော့ညီကိုအနေနဲ့ဒါဘောလုံးပွဲတွေကစားပြီးတော့ပတ်စံရှာခြင်းနေဆိုလို့ရှိရင်ကျွန်တော်ခုပြောခဲ့တဲ့အခြေခံအချက်လေး၄ချက်ကိုလိုက်ပြီးတော့လုပ်ကြည့်ပါတကယ်လို့အဲ့လိုလုပ်လဲအဆင်မပြေဘူးမနိုင်ဘူးဆိုရင်တော့မကစားတာပဲကောင်းပါတယ်ဒီနေ့ကစပြီးတော့ဒါကျွန်တော်ရဲ့ page မှာတနေ့တစ်ပွဲရွေးချယ်မှုလေးတွေရှိပါမယ်နေ့တိုင်းဒါညနေ9:00နာရီနဲ့6:00နာရီကြားတဲ့လောက်မှာတင်ဆက်ပေးသွားနိုင်အောင်လို့ကြိုးစားပေးပါမယ်ပြီးတော့ဒါ record လေးလည်းလုပ်ပေးပါမယ်ပေါ့နော်မနက်ညကစားသွားတဲ့ပွဲတွေဒီမနက်7:00လောက်မှာဒါ record လေးပြန်လုပ်ပေးမယ်ည9:00နဲ့ရှုံးတယ်ဘယ်နှစ်ရက်လောက်ပေါင်းနေပြီအဲ့လိုမျိုးလေး record လေးလုပ်ပေးပါမယ်ဒါဒီလအစပေါ့နော်အစတည်းကလုပ်ဖို့အစီအစဉ်ရှိတာပါဒါပေမဲ့ကျွန်တော်ကျမ်းမာရေးကိစ္စလေးကြောင့်နည်းနည်းနားလိုက်ရတာပေါ့နော်ဒီနေ့မှပြန်ပြီးတော့စားပြတ်တာပါဆိုတော့ကျွန်တော်ပြောသလိုပဲဒီအချက်တွေအခြေခံအချက်တွေအတိုင်းလိုက်ပြီးကစားကြည့်မှာဆိုတော့နိုင်မလားမနိုင်မလားဆိုတာတော့စောင့်ကြည့်ပေးကြပါဦးညီကိုတွေလည်းကြိုက်တူတယ်ဆိုရင်လိုက်ယူပြီးစားလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါလိမ့်